ဒီအမျိုးသမီးဟာပေနှစ်သူညအမြင့်ရှိတဲ့မျောစင်ပေါ်ကနေပြုတ်ကျသွားပါတယ်။ကန်ကောင်းစွာနဲ့သူ့တငယ်ချင်းဟန်နာဟန်ဒရကကျိုးကိုလှမ်းဖက်နိုင်ခဲ့ပြီးသူမကိုအပေါ်ပြန်ဆွဲတင်နိုင်ခဲ့ပါတယ်။တေမလောက်အနေရကနေလွတ်မြောက်ပြီးတဲ့နောက်သူတို့နှစ်ယောက်လုံးအယူလိုရေမောနေကြပါတယ်။ဒါပေမဲ့သူတို့ရဲ့အပြုံးတွေကချက်ချင်းပျောက်ကွယ်သွားတယ်။ဘာကြောင့်လဲဆိုတော့အပေါ်တက်ဖို့လှေကားတွေမရှိတော့တာကိုသတိထားမိလို့ပါ။ဖုန်းကိုစစ်ကြည့်တော့လဲဖုန်းလိုင်းလုံးဝမမိပါဘူး။ထို့ပြင်ရေဘူးနဲ့အတုံးဆောင်တွေထည့်ထားတဲ့အိတ်ကမျောစင်အောက်က platform desk ပေါ်ကိုကျသွားတာကိုလည်းတွေ့လိုက်ရပါတယ်။ဒါကိုမြင်ပြီးဘက်ကီကထိတ်လန့်သွားပေမဲ့ဟန်ထရာကတော့သူမကိုနှစ်သိမ့်ပေးပါတယ်။လေကားပြုတ်ကျတဲ့အတန်ကိုတယောက်တော့ကြားမှာပါ။ဒါကြောင့်အကူအညီရလာနိုင်ပါတယ်လို့ပြောပါတယ်။ဒါပေမဲ့သူတို့ကရေငက်လုံးနေတဲ့အတွက်ဟန်ထရာကအောက်က platform ပေါ်ကိုဆင်းပြီးအိတ်ကိုသွားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကကျိုးတစ်ဖက်ကိုမျောစင်မှချီပြီးနောက်တစ်ဖက်ကိုသူ့ကိုယ်ပေါ်ကလုံခြုံရေးကျိုး harness နဲ့ချီလိုက်ပါတယ်ပြီးတော့အောက်ကိုတဖြည်းဖြည်းဆင်းသွားပါတယ်။ဒါပေမဲ့ platform ကိုမမိသေးပါဘူး။နောက်ဆုံးဘာမှမတတ်နိုင်တော့တဲ့အတွက်သူမက harness ကိုဖြုတ်လိုက်ပြီးကျိုးကိုသာကင်ထားက platform ပေါ်ကိုခုန်ချလိုက်ပါတယ်။အိတ်ကိုယူပြီးရေကိုအရင်တောက်လိုက်ပါတယ်ထို့နောက် selfie stick ကိုအသုံးပြုပြီးအိတ်ကိုကျိုးမှာချိတ်လိုက်ကအဲ့ဒီကျိုးကိုအားပြုပြီးအပေါ်ပြန်တက်လာပါတော့တယ်။ဒါပေမဲ့အပေါ်ရောက်ခါနီးမှာသူမရဲ့လက်ချော်သွားပြီးအောက်ကိုပြုတ်ကျသွားပါတယ်။ဘက်ကီကတော့နှလုံးရက်မတက်ထိတ်လန့်သွားပါတယ်။အောက်ကိုငုံကြည့်လိုက်တဲ့အခါဟန်ထရာကအိတ်ကိုကင်ထားရင်းအသက်ရှင်နေသေးတာကိုတွေ့လိုက်ရလို့စိတ်သက်သာရသွားပါတယ်။